ကျောင်းဆယ်မြို့ရှင်ပြအလူမှာအလူလက်ရင်းနဲ့ဓာတ်လိုက်သေးဆုံးခင်ရတဲ့စနေရွှေစုအောင်ရဲ့နောက်ွယ်ကအကြောင်းရင်းအလူတန်းနဲ့ပတ်သက်လာရင်လက်မနေပဲလူတန်းတက်ကြတာကတော့မြန်မာလူမျိုးတွေပါမရှိလို့မလူလို့မရှိမဖြစ်ရလေအောင်ဆိုတဲ့စကားကိုလက်ကင်ပြပြီးတော့ပေကန်လူတန်းတက်ကြတဲ့သူတွေဖြစ်ပါတယ်နော်အဲ့ဒီထဲကမှတချို့တွေကတော့ပကာသနာကင်းစွာနဲ့လူတန်းတက်ကြသလိုတချို့တွေကြတော့လေအများသူကစိတ်ဝင်စားရလေအောင်ပကာသနာတွေခြံရံပြီးတော့လေလူတန်းတက်ကြတဲ့သူတွေရှိပါတယ်အခုတရားဒီမှာတော့ရှင်မြို့နာတာအလူပွဲတွေကိုကျင်းပနေကြချိန်မထင်မဲ့ဖက်ဓာတ်လိုက်သေးဆုံးခင်ရတဲ့စင်လေးရဲ့စိတ်မကောင်းဖြစ်စရာတဲ့ပုတ်ကအင်တာနက်အသုံးပြုသူတွေကြားမှာပြောစရာဖြစ်လာခင်ရပါတယ်။စင်စီမြင်ရပြီးတော့သားလေးတွေကိုသာသနာပေါင်းသွတ်သွင်းမှုအတွက်ပြုလုပ်ကြတဲ့အလူမင်္ဂလာဝယ်တွေကိုတချို့တွေကတော့ပကာသနာများတယ်လို့ထင်နေတတ်ကြပါတယ်။ဒါကလေကိုယ့်ရဲ့သားသမီးကိုအကောင်းဆုံးတွေကိုပဲပေးကျင်ကြတဲ့မိဘမြတ်ကြောင့်မို့အပြစ်ပြောလို့တော့မရပါဘူးရှင်။အခုကြောက်စဲမျိုးရှင်ပြုအလူပွဲမှာတော့အလူလက်ရင်းနဲ့ဓာတ်လိုက်ဆုံးပါခင်ရတဲ့စင်လေးကိုတော့အများပြည်သူတွေစိတ်မကောင်းဖြစ်နေကြရတာအမှန်ပါပဲ။ဖြစ်စဉ်ကတော့ကြောက်စဲမျိုးနဲ့လဝဲစုကြီးဝါမှာအလူလက်နေတော့စင်လေးကကြကြိုးနဲ့ထိမိပြီးတော့ဓာတ်လိုက်ခါရည်တဲ့ပြုတ်ကျပြီးတော့ဘွားကူးခဲ့တာလို့သိရပါတယ်။စင်ဦးစီအနေနဲ့စင်ရဲ့အမျက်နဲ့တက်ကြိုးလွတ်မလွတ်သတိထားရမှာဖြစ်တယ်လို့စင်မော်မှာမောင်ရင်လောင်းမဲ့လိုက်ပါစီးနေတင်တာပါ။အခုတော့စင်မော်မှာစင်ဦးစီအလူအမနဲ့သမီးဖြစ်သူတို့ကလိုက်ပါစီးနေတယ်လို့လည်းသိရပါတယ်။ဒါကြောင့်မဖြစ်တဲ့နာတွေဖြစ်လာသလားလို့တောင်မှတွေးစရာဖြစ်လာနေတာပါ။စင်မော်မှာလိုက်ပါလာသူတွေအကုန်တတိလိမ့်မျိုးသွားခဲ့ကြပြီးတော့စေုံတင်ခင်ရပါတယ်။အခုလက်တလောမှာတော့စင်ဦးစီတယောက်သာတတိယသေးတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဒီဓာတ်လိုက်တိတ်ဆုံးခဲ့ရတဲ့စင်လေးကတော့ရွှေစုအောင်လို့ခေါ်တဲ့စင်လေးဖြစ်ပြီးတော့ဝယ်ယူထားတာက2လဝန်းကျင်သာရှိသေးတာဖြစ်ပါတယ်။အခုလိုအလူလဲချိန်မှာဖြစ်သွားခင်ရတဲ့အတွက်လေအားလုံးကတော့စိတ်မကောင်းဖြစ်နေကြရပါတယ်။အလူမလိုက်ခင်မှာစင်နဲ့တက်ကြိုးလွတ်မလွတ်ကြိုတင်စီစဉ်ထားပြီးတင်တာပါနော်။အခုတော့အပြစ်မဲ့တဲ့စင်လေးဘဝကူခင်ရတယ်လို့အခက်မတင်ဘူးဆိုရင်တော့စင်မော်မှာလိုက်ပါလာတဲ့လူတွေဒုက္ခရောက်သွားစေမှာပါအဲ့ဒီစင်လေးကိုလာရောက်ကြည့်ရှုကြသူတွေများသလိုလိုင်းမော်တင်လိုက်တဲ့အချိန်မှာတော့အများသူငါစိတ်မကောင်းဖြစ်ကြရတဲ့အထိပါပဲမြတ်စွာဘုရားရှင်တော်သားတော်ရဟုလာကိုစေမြင့်မပါပဲတာမဏေဝတ်ခိုင်းခဲ့တာဗုဒ္ဓဘာသာဝင်တွေအားလုံးအသိပါပဲဒါကြောင့်အလိုအတန်းလောက်ကြမဲ့အလူရှင်တွေအနေနဲ့ပကသနာထက်အလူဖြစ်မြောက်ရေးကုသိုလ်ရရှိရေးကိုသာအတိကကျိုးပန်းရမှာဖြစ်တယ်လို့လည်းသုံးသပ်ပြောဆိုနေကြပါတယ်အစိုးရကအကောင်းကိုပြောပါဆိုရင်တော့အဲ့ဒီလိုအလူလုံနေချိန်မှာသာသနာဝန်ထမ်းဆောင်ရင်းနဲ့ဘဝကူကရတာဖြစ်လို့စင်လေးလဲကောင်းရပုံရောက်ရှိစေမှာပါလက်တလောရှင်မြို့နာတာအလူတော်ပွဲတွေမှာစင်စီမြင့်ရနေခက်စားနေကြပြီးတော့ဒီအလူကအစင်ပနကောင်နဲ့ကျင်းမာတယ်ဆိုပြီးတော့ဂုဏ်ယူခြင်းကြတဲ့အလူရှင်တွေအတွက်တော့အတိတရားရစရာဖြစ်သွားစေလိမ့်မယ်လို့ထင်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမော်ဘီမြို့မှာကျင်းပတဲ့အလှူတစ်ခုမှဆိုရင်လည်းမြင့်ကန်ခံရတဲ့မောင်ရင်လောင်းကိုတွေ့ခင်ရသလိုစင်မော်ကပြုတ်ကျတဲ့မောင်ရင်လောင်းတို့တာအဖအခုဓာတ်လိုက်ဆုံးမခဲ့ရတဲ့စင်ဆက်သဖြင့်တွေ့မြင်နေရတာကတော့တကယ်ကိုစိတ်မသက်မသာဖြစ်စေကြရပါတယ်။ဒါကြောင့်လည်းအလှူကိုပကသနာထက်နိဗ္ဗာန်ရောက်ရှိရေးကိုသာရည်မှန်းပြီးတော့လှူဒန်းကြဖို့အတွက်တိုက်တွန်းနေကြရတာဖြစ်ပါတယ်။အခုလိုမျိုးအဖို့တန်ရှားပါတဲ့အစင်လေးရွှေစုအောင်ရဲ့ဝမ်းနဲ့ဝင်ရအဖြစ်ကြောင့်လည်းစိတ်မကောင်းယုံကလွဲလို့ဘာမှမတက်နိုင်ပါဘူး